ဟဲ့တားရေဒီနေ့ចောင်းသွားမှာမလားလာចောင်းသွားကြစို့မသွားနဲ့မှာလာပါတားရေအမေကလေမုံနေအများကြီးဝယ်ချွေးမှာငါတောင်းလာចောင်းသွားကြစို့ចောင်းမသွားနဲ့မှာစို့ဒီလောက်အမေကမုံနေအများကြီးဝယ်ချွေးမယ်လို့ပြောနေမှာမရဘူးဆိုရင်နေ့ဖေနဲ့ငါပို့ခိုင်းလိုက်မှာနော်ဟုတ်ပါမယ်လို့အေးအဲ့ဒါဆိုလေလာသွားကြမယ်စမိုက်တားတော့မြင်တဲ့အတိုင်းပဲငိုနေလေစိတ်ချလက်ချနဲ့ထားခဲ့မယ်နော်ဆမဩရပါတယ်မိုင်စိတ်ချလက်ချတာထားနော်တားလေးလာဒီချက်စီလာဟိုမှာဘာကောင်လေးလည်းမကြည့်စေမကြည့်တော့ဘူးဟိုတားရပြန်မှာဟဲ့ဩဘယ်ပြန်လို့ရဘရောခုနဲ့တားပြန်သွားရင်လမ်းမှာနှခမ်းမွေးပါတဲ့ဦးလေးကတားကိုဖမ်းသွားမှာဘယ်လိုလုပ်လာဒီချက်စီလာကဲကလေးတို့ကဲဒီချက်ဒီနေ့ပါတင်မှာနော်ပန်းကလေးများပွင့်တော့မြည်အားလုံးလိုက်ဆိုရမယ်နော်ကဲဆိုကြအောင်ပန်းကလေးများပွင့်တော့မြည်ဦးတန်ဝင်းလို့ချီနေကြီးမှာရွှေလောင်းငါတို့စာတင်ကြဒီချက်အတန်နဲ့တိတ်ပြီးတော့မကြိုက်သေးဘူးအဲ့တော့တားသမီးတို့စုံနေတာလေးတွေကိုအိမ်ကဖေဖေမေမေတွေကနားဆွင့်နေမှာအဲ့တော့ခါကျတော့ကလေးလေးတွေကအကျဉ်ကြီးစုံဖို့လို့လိုတယ်နော်အဲ့ဒါအိမ်ပြန်ရောက်တဲ့ခါကျရင်မေးကြည့်လိုက်ဟဲမမီတသားစုံနေတဲ့အတန်လေးမမီစုံနေတဲ့အတန်လေးကြားရလားလို့အိမ်ကမေးကြည့်လိုက်အဲ့တော့ဖေဖေမေမေကြားတော့အောင်ဒီကနေပြီးတော့မှအကျဉ်ကြီးဒီချက်တို့တူစုံကြမယ်ဟုတ်လားကဲဟုတ်ပြီအဲ့ဒါဆိုရင်စရအောင်ကဲပန်းကလေးများပွင့်တော့မြည်ပန်းကလေးများပွင့်တော့မြည်ဦးတန်ဝင်းလို့ချီဦးတန်ဝင်းလို့ချီနေကြီးမှာရွှေလောင်းနေကြီးမှာရွှေလောင်းတားတို့သမီးတို့စာတင်ကြတားတို့သမီးတို့စာတင်ကြတော်တယ်ဒီချက်ကလေးလေးကတော်ကြတယ်ကဲဒီသားလေးကတော့ဒီချက်မငိုနဲ့တော့လို့ပြောနေတယ်လीနော်စာလဲလိုက်မစိုးဒီမှာသမီးရဲ့အကုန်စိုးနေပြီတားတရဘဲလိုက်မစိုးတာကဲကြည့်အဲ့လိုမျိုးတော့ထပ်ပြီးတော့ငိုးနေမယ်ဆိုရင်တော့အပြင်ထွက်နေတော့သွားအပြင်သွားနေတော့သွားအခုတိတ်တော့နော်မတိတ်ရင်သွားအပြင်ထွက်နေလိုက်တော့အပြင်ထားလိုက်တော့မှာနော်မူချိုကလေးကပါချတာတော့ဒီချက်တားမငိုတော့ဒီချက်ငိုးနေအပြင်ထွက်နေလိုက်လေဒီချက်ဟမ်